စမ်းပန့်ဆိုတာကတော့အဲ့လိုရွက်မျိုးပေါ့ဒါကတော့နေလောင်ထားတာတိတာတယ်ဒီမှာကြည့်သူ့ရဲ့အနေထားကနော်အဝါရောင်အနာသက်တွေနဲ့အလဲမှာ6ဝါတာတွေ့ရမယ်နော်ဘာကြောင့်အဲ့လိုဖြစ်တာလဲဆိုရင်ဒီအပေါ်ကအမိုးကအရင်တော့ကွဲသွားတာဟိုဒါဥကပြန်ချုပ်လိုက်တာတော့ဟိုဒီဟာကိုတော့ပြန်ပြီးတော့ recover တော့ပြန်ဖြစ်မှာပေါ့ရွက်ကစမ်းပန့်ဖြစ်တာနဲ့သူ့ဘက်သူအိုသွားတာနဲ့မတူဘူးရွက်ဒီရွက်ကတော့ဒါကြည့်ပြီဒါသူ့ဘက်သူအိုသွားတဲ့ရွက်ဒါအိုပြီးတော့သူ့ဘက်သူဒါဟွာအောင်ပြောင်းတော့စမ်းပန့်ဖြစ်တဲ့ကောင်ကြတော့ဒီလိုမျိုးတွေဒီမှာကြည့်မတူဘူးနော်ဒီလိုမျိုးဒီသူ့ရဲ့အနားတွေဟွာတွေမှာအဝါရောင်အနာသက်နဲ့လောင်နေတဲ့ပုံစံမျိုးတွေတွေ့ရတယ်ဒါကစမ်းပန့်ဒါကတော့အိုသွားတဲ့အရွက်ဒီမှာလဲဒါအိုနေတဲ့အရွက်တွေပေါ့ဒီအိုနေတဲ့ရွက်တွေဟိုမှာဒါ6နေကောင်ကအိုနေတဲ့ရွက်တွေဟုတ်ပြီနောက်ခုစမ်းပန့်ကိုပို့ပြီးတော့ရှင်းလင်းသိရအောင်ထပ်ပြပေးမယ်ဟိုဘက်ထိတ်ဆုံးလေးမှာဒီဘက်ချမ်းကနေပြီးတော့နေအောင်ကနေပြီးတော့ပြန်အစင်းမှာနေလောင်တာတွေရှိတယ်ဟိုဘက်ကနေပြီးတော့ဒီဘက်အနာသက်မှာဦးကအပင်မဆိုင်ထားဘူးဒီဘက်နဲ့ချမ်းအဲ့ဘက်ကနေပြီးနေဝင်ပြီးတော့ဒီမှာလောင်ထားတာရှိတယ်ဒါလည်းစမ်းပန့်တိတာထင်ရှားတာကတော့သူ့ရဲ့အနာသက်မှာအဝါရောင်အနာသက်ဖြစ်ပြီးတော့လောင်နေတဲ့ဒီလိုမျိုးကောင်တွေ့ရလိမ့်မယ်အဲ့ဒါကိုစမ်းပန့်လို့ခေါ်တယ်ဟုတ်ပြီအဲ့ဒါဆိုတော့စမ်းပန့်နဲ့ဟိုနေတဲ့အရွက်တွေကိုဒါနည်းနည်းတော့သဘောပေါက်တော့ပြီလို့ထင်တယ်ဟိုသွားတဲ့အရွက်တွေကတော့နောက်ဒီလိုမျိုးတွေခြောက်ပြီးတော့သူအောက်တွေပါဆင်းသွားလိမ့်မယ်ဒါကတော့ပုံမှန်အတိုင်းဟိုသွားတဲ့အရွက်တွေအဲ့လောက်ဆိုစမ်းပန့်နဲ့ဟွာနဲ့ဟိုတော့ဒါသဘောပေါက်တော့တင်တယ်